ဘလို့လဲမောင်လီပါဘူးပြုံးဖြီးနေတာပဲဒီတစ်ပတ်တော့ချင်းနေကောင်းတော့နဲ့တူတယ်နော်ဟုတ်လားဟာကောင်းတော့ဗော boss ရဲ့သုံးဝက်ဆက်နိုင်ထားတာနော်ဟာပြတ်ကြည့်ပါဦးဆိုစပောက်2-1 Brighton ကို2-0အင်တာမီလန်ကို1-0နဲ့နိုင်ထားတာပဲမင်းတော်ချင်းနေကောင်းတာပဲနော်အေးတည်မကြတာကံကောင်းတော့ရပြီတော့ဟုတ်ဒီနေ့ရသည်ဥတို့တာလိုက်တာဗျာကျွန်တော် program လေးစစ်ပေးပါဦး West Ham ကို3-0နဲ့ကိုပြတ်သိပ်ထားခဲ့တာပဲဘယ်ဆိုးလို့လဲဒါပပလေးပဲရှိသေးတယ်ဒီနေ့ Premier League ကိုရအောင်ယူမှာပြောတာဟိုကောင်အာဆင်နယ်နဲ့နံပါတ်ကွာနေသေးတယ်နော်ဟာ boss ကလည်းစောင်းဝင်ပြီလေတီးတဲ့အတိုင်းပဲအေးပါတော်တော့ဟုတ်ပြီဗျာတော်တော့မယ်ဘိုင်အရင်ပြန်မလာတယ်ပေါ့ကြီးအားလည်းမရှိတော့ဘူးဟာမောင်ချက်စီဘာဖြစ်လာတာလဲဘာတွေများလို့အဲ့လောက်ထိတော့ပြန်ပန်းလာရတာလေမောင်ချက်စီရဲ့ဟိုကောင်လေနယူကာဆယ်နဲ့အမတ်လွတ်ယူလာတာဘလို့အမတ်ကိုလွတ်ယူရတာဟုတ်တယ် boss တာတော်တုံးမမရဘူးတမတ်ပဲရလာတာမင်းရဲ့ program ပြကြည့်ပါဦးဟာဟုတ်တာပဲကွာနယူကာဆယ်နဲ့တူတရေကြသွားတာကိုအကြောင်းကိုတရေတမတ်ပထမပိုင်းမှာ2-0နဲ့ပထမပိုင်းမှာ2-0နဲ့သိပ်ခံရတယ် boss ကျွန်တော်ရန်နာချင်နေပြီကျွန်တော်မရတော့ဘူးတော့တောင်းရမယ်အေးပါဘာကြီးလဲဆိုင်အောင်တောင်းဟဲ့ကောင်မောင်မင်းယူလာဒီဖက်ကိုလာဒီဖက်မောင်မယူတော့နော်အော်သူကတကယ်ကျန်းတာနော်သူကိုစစ်တော့မှာဟာမင်းအတင်းကြီးလေကွာအနေဆုံးတော့ချက်စီးမျိုးတည်ရကြအောင်ကံမပေါ့ကွာဗျာချက်စီးတည်ရကြတယ်ပျော်လိုက်တာဗျာတိတ်ပြီးလဲပျော်နေနေအောင်သူကအဆင့်လေးမှာနော်ဘော့စ်ကလည်းဗျာအဆင့်နဲ့ထည့်မပြောနဲ့ကျွန်တော်မကြိုက်ဘူးတော်ပြီငါမလားချင်းနေကောင်းလားမောင်အာဆင်နယ်ပြောကြလို့လားဘော့စ်အချိန်ကြီးကတော့ကောင်းပြီသားရောက်မင်းရဲ့ကျေပွင့်လေးယိုဂရက်စ်ကို29မိနစ်မှာပနတီနဲ့နိုင်တာဟာဘော့စ်ကလေပနတီလည်းကိုပဲဗျနိုင်တာပဲသုံးမကပဲဘာမှမဆိုင်ဟုတ်ပါပြီကွာဟုတ်ပါပြီစောင်းလဲဝင်လာပြီဆိုတော့ယူစားအောင်နော်အရှင်နှစ်ကချစ်ချုံလက်ချော်ဖြစ်သွားလို့ပါဘော့စ်ရဲ့ဒီနေ့ကတော့အစနေဖလားပဲလုံးဝ 100% အေးဒါနဲ့သူများတွေပြောနေကြတဲ့ချန်ပီယံလိကိုလည်းတလုံးလောက်ဖြစ်ယူထားဦးမှာပေါ့ကွာနော်ဟောရက်ဆက်တယ်ဗျာအဲ့ဒီ UCL ကိုထိတ်မှပြောပါနဲ့လို့ကျွန်တော်လည်းလူထင်တာဗောကျွန်တော်မရတာတော်ပြီပြောရှင်တော့တော်ပြီငါပြောမိတာမားတော့လားဟာစပါနောက်ကြလိုက်တာဗာလေများအလားနောက်ကြနေရတာလေဟာ boss အယူခံဝင်နေရလို့ပါ boss ရဲ့ဘာများဖြစ်လာလို့လဲကွာပြကြည့်ပါဦးဟာဒီဘာဘူးနဲ့ပွဲမှာ2ယောက်တော့အနီကတ်ထိလာတာပဲတူရနဲ့လည်းရှုံးသေးတယ်83မိနစ်မှာတကူပြန်ရလို့ဗောကိုရောက်7ယောက်မလို့ရှုံးတာ boss ရဲ့7ယောက်ဆိုဒီကောင်နေနိုင်မှာမဟုတ်ဘူးရှောက်ပြောနေနေအခုမင်းစင်ဘယ်လောက်လဲ73မှာအေးတွေ့လားဒီနေ့ထဲတောင်ချင်းနေစိုးနေသေးတယ်နော်တကြက်တီထောင်ဟုတ်တော်ပြီဘာမှမပြောချင်တော့ရောက်တော့